嘅အဆူလာဆိုင်နေကင်းစာကိုဒါလပေါ်ဟင်းချက်စားမယ်ခရုတွေလည်းကောက်ထားတယ်လေတွေကနေပြီးတော့ခရုနဲ့ဒါလပေါ်ဟင်းချက်မယ်အရွက်လေးတွေကို channel မှာလိုက်ခူးမယ်ဒါပေမဲ့ဒီ channel မှာတော့အရွက်မခူးဟိုအခုနာမည်ကြီးနေတဲ့နောင်လုံတောင်ကြားချမ်းကိုသွားမယ်အဲ့ဒီမှာအရွက်လေးတွေခူးမယ်ဘာဖြစ်လဲဆိုတော့နောင်လုံတောင်ကြားမှာချမ်းရှိအောင်လဲကြွားခြင်းလို့ဒီလိုက်ကြည့်ကြအောင်နော်တောင်ကြားလည်းမှတ်တိုင်မှတ်56ရောက်ပြီဆိုလို့ရှိရင်ဟောရဲ့ခြံကိုရောက်ပြီနော်သက်ထားကြငါလွယ်လို့ရရဲ့ကဲအခုတော့ခြံကိုရောက်လာပြီခြံထဲမှာရှိတဲ့တဘာဝပေါက်နေတဲ့အရွက်တွေကိုခူးပြီးတော့ဟင်းချက်ပြမယ်ဒါလည်းပေါ့ဟင်းချက်မှာမလို့ခြံထဲကိုလိုက်ခဲ့အောင်နော်ခြံထဲကလည်းရှုပ်နေတယ်လူတွေလည်းမနေရကြတော့ဒါပေမဲ့တဘာဝအပင်တွေကတော့အများကြီးပဲကမွန်ချင်းရွယ်စူပုတ်ရွယ်ဒါလည်းပေါ့ချက်မဲ့ရွက်တွေအများကြီးပဲရှိရယ်အဲ့ဟာကိုခူးပြီးတော့ဒါလည်းပေါ့ဟင်းချက်မဲ့ခဲ့ပါတန်ကတော့ဒလလောက်လေးပဲအရန်တော့လည်းမကျဲဘူးအရန်ကြီးလည်းမကျင်းဘူးဒါကတော့ခြံရဲ့နောက်မှာကတောင်ကြားပေါ့နော်ဒါကနောင်လုံတောင်ကြားဖြစ်တဲ့အတွက်တောင်ကြားလေးထဲမှာပဲခြံလေးရှိတယ်နောက်ပြီးတော့ဟိုးတဲ့နောက်ဒီဘက်တောင်ကြားนั้นမှာအင်္ဂလိပ်အိမ်ရှိသေးတယ်ဖွက်ထားတဲ့အိမ်လေးပါဒီဘက်အိမ်လေးကိုနဲ့ဒီဘက်အိမ်လေးကိုခုပါမယ်နဲ့ဒီလေးခုနဲ့ဒီခုမှာကမွန်ချင်းနဲ့စူပုတ်ရွက်နဲ့ခုမှာရှိတယ်ကမွန်ချင်းနဲ့စူပုတ်ရွက်နဲ့ခုနဲ့အဲ့ကပါစူပုတ်ရွက်လေးတွေခုမယ်စူပုတ်ရွက်နဲ့နုလေးတွေခုမယ်ကဲပါဝင်ပစ္စည်းတွေလည်းစုံပြီဒါက channel ကနေခူးထားတဲ့ဝက်ဘိုးမြင့်ဒီဝက်ဘိုးမြင့်ကိုလုံလေးပပလေးပြီးရင်ပြုတ်ရမယ်เนาะပြီးသွားလို့ရှိရင်ခရုထည့်မယ်ဒီခရုတွေကလေတွေကကောက်ထားတဲ့ခရုအလုံးလိုက်ကိုပြုတ်ပြီးသွားလို့ရှိရင်ဒီလိုဒုတ်ကလေးနဲ့ထုတ်ပြီးသွားတဲ့ခါကျရင်ဒီလိုမျိုးလေးအသားလေးတွေရမယ်အဲ့ကြလို့ရှိရင်ဒီလိုအညစ်အကြေးလေးတွေနည်းနည်းပပလေးတွေဖဲဒါလေးလည်းပါတယ်နောက်တော့လေ channel မှာတွေ့တဲ့မိုးလေးတွေလည်းခူးထားတယ်ဟိုလည်းထည့်မယ်ပြီးသွားလို့ရှိရင်စံကိုထောင်းထားတာစက်တုံပြူနဲ့ငရုတ်ခေါင်းနဲ့လည်းထောင်းထားတာပြီးရင်အားလုံးထည့်ပြီးသွားလို့ရှိရင်ခရမ်းကစော့သီးရယ်မြေသီးစိမ်းရယ်စူးပုတ်လေးကိုအုပ်မယ်နော်ဒါလည်းပေါ်ဟင်းလေးရပြီဒါလည်းပေါ်ဟင်းလေးရပြီဆိုတော့စူးပုတ်ရက်ကလေးကိုအပေါ်ကနေနည်းနည်းလေးအုပ်လိုက်မယ်ဝေးနာလေစားတာလည်းအရန်ကောင်းမှာစုံနဲ့ထည့်တာဆိုတော့အနံ့တော့ရှယ်ပဲမွေးနာပဲအဲ့ဟာကိုရတာမြည်ကြည့်မယ်နော်သူ့ရဲ့အရေးလေးကိုပူပူဆက်ဆက်လေးနဲ့လေချိုလေးတဘာဝတွေပဲထည့်ထားတာဆိုတော့အရသာတွေပဲထည့်ထားတာဆိုတော့ချိုလေးအရန်စားလို့ကောင်းတယ်ပူပူဆက်ဆက်လေးနဲ့ဆိုတော့လေအရန်နဲ့စားလို့ကောင်းတယ်ကဲအားလုံးပဲချစ်တို့အားလုံးရေဒီလိုအေးတဲ့ရာသီမှာချစ်တို့ကဒီလိုတာလဘော့ဟင်းပူပူဆက်ဆက်ကလေးကိုလိုက်ပြီးတော့ချက်စားလို့ရအောင်ချက်ပြထားပါတယ်လိုက်ချက်ကြည့်ကြနော်